မင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့တော့မိတ်ဆွေတို့ကိုအစားတောက်ကောင်ကြိုက်တဲ့သူတွေအတွက်အထူးသဖြင့်ဗျာကျွန်တော်တို့ပန်းသေးအစားအစာနဲ့ပတ်သက်ပြီးတော့အရန်မိုက်တဲ့ဆိုင်တစ်ခုကျွန်တော်ခေါ်သွားပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ Ibrahim ဖြစ်ပါတယ်ကျွန်တော်ရောက်နေတဲ့ဆိုင်လေးကတော့ Fine Lane ဆိုတဲ့ပန်းသေးစားသောက်ဆိုင်ပဲဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါညီလေး Fine Lane ဆိုတဲ့စားသောက်ဆိုင်လေးကတော့ကျွန်တော်တို့ဆိုင်အသစ်နေနဲ့အလုပ်သမားစိတ်ကိုရှိတဲ့ United Living Mall ရဲ့ဘေးတစ်ဖက်တစ်ချက်မှာဖွင့်ထားပါတယ်ခင်ဗျဆိုင်ဟောင်းလေးကတော့ဘယ်ဘက်မှာပါဗျာဆိုင်တစ်ကတော့ညာဘက်မှာပဲဖြစ်ပါတယ်ပြီးတော့ Fine Lane စားသောက်ဆိုင်ရဲ့အဓိက decoration အရပြောမယ်ဆိုလို့ရှိရင်အရင်ဆိုင်လိုပဲအရင်မိုက်တယ်ပြီးတော့ဒီဆိုင်မှာသဘောကျတဲ့အချက်ကတော့ decoration တွေကကျွန်တော်အိမ်မှာစားနေရတဲ့ feeling တစ်ခုကိုဖန်တီးထားတဲ့ decoration တွေရှိသလိုစပွဲဝိုင်းတွေခေါ်ဝိုင်းတွေလည်းတန်တန်ရှင်းရှင်းနဲ့အေးအေးမြတ်မြတ်နဲ့အေးအေးဆေးဆေးစားတော့လို့ရတယ်ဗျအခုလို Ramzan အချိန်နေပူတဲ့ကာလမှာဆိုလို့အရင်မိုက်တဲ့စားတော့ဆိုင် decoration တစ်ခုလို့ပြောလို့ရတယ်အလုပ်သမားစိတ်ရရှိလည်းဖြစ်တယ်ဗျာ United Living Mall ဘေးလည်းဖြစ်တာမဟုတ်လို့ကာပိတ်တယ်ဆိုလို့ရှိရင်တော့မပူပါနဲ့ကျွန်တော်တို့ဒီခု file ထဲမှာအရန်ကာပါကင်ကျဲတဲ့နေရာကြီးတွေရှိပါတယ်လုံးဝကျဲကြီးပါကဲဗျာပေါ်တက်လိုက်ပါဦးမယ်ဆက်လာဆိုခုရောက်နေတဲ့အခန်းလေးကတော့ VIP ခန်းလို့ခေါ်တယ်ခင်ဗျာဆိုတော့ကဒီခန်းကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွတ်တင် booking တော့တင်ပေးဖို့လိုတယ်လူအရေးအတွက်ကတော့တော်တော်များများဆက်နေလို့ပြောလို့ရပါတယ်ခင်ဗျာRamzan ကားလည်းဖြစ်တာမဟုတ်ဘူးဥပုပ်လာပြရပါဗျာဥပုပ်ဖြေဖို့အတွက်ဟင်းပွဲတွေတစ်ချက်လောက်မှာလိုက်ပါအောင်ဆောက်ရစီကျွန်တော်အခုမှလာတဲ့ဟင်းပွဲတွေအများစုကိုအားလုံးနှီးပါပေါ့ဗျာဒီခု file လေးကထုတ်ထားတဲ့စက်သားမုံနဲ့ဖန်တီးထားတာပဲဖြစ်ပါတယ်ဒီ file လေးဆိုတဲ့ဒီဇိတ်နဲ့ဖန်တီးထားသလိုမိတ်အရင်လည်း Thailand ဖြစ်ပါတယ်ဆိုတော့ FTA လေးရပြီဆိုတော့ဒီစက်သားမုံနဲ့ဘလို့ဟင်းပွဲတွေဘလို့အရသာတွေနဲ့ဖန်တီးထားတဲ့ဆိုတော့ကျွန်တော်တို့အတူတူဝါဖြည့်တဲ့အချိန်မှာစမ်းသပ်ကြည့်လိုက်ကြအောင်ဗျာ Let's goကျွန်တော်အရန်သဘောကျတဲ့ချက်ကတော့ final စားတော့တဲ့ kitchen ရတော့နေရအကျယ်ကြီးသုံးထားသလိုမီးဖို့ပေါင်း17ပုံနဲ့တပြိုင်နဲ့ချက်ပြုတ်နေတာပဲဖြစ်ပါတယ်ဆိုတော့က chef တွေအများကြီးပဲတက်တက်ရှင်အေးလို့နဲ့တကြေဝုန်းဝေးကြည့်ရတဲ့ kitchen ကြီးဖြစ်ပါတယ်ပြစ်မှာဘလောက်ပဲပူပူဒီလိုရေလေးတွေဒီလိုအေးလေးနဲ့တွေ့တော့လုံးဝရင်နဲ့အေးမြသွားတာပဲဗျာပင်မွားလေးတွေစစ်ကလမားလေးတွေမကြီးကြောက်ကြောက်စတိုင်လေးကိုချင်းပြုံးပြုံးလေးနဲ့အရသာချွတ်ချွတ်လေးဖန်တီးကြရမှာလို့မားတဲ့ဟင်းပွဲတွေတော့အများပဲခင်ဗျအခုမွားကြော်တော့ရှိတယ်ပြီးလို့ရှိရင်ပစုံတို့ချိုချင်းမဲသဟော့ပလိန်ကစုံပလိန်အသီးရွက်တွေအသားတွေတော့အစုံပဲကျွန်တော်အခုဝါစဖြေတော့မှာပဲဖြစ်ပါတယ်ပစုံတို့ကြီးအဆွဲပဲပစုံတို့ကြီးတယ်ဒီလိုပစံတို့အကြီးကြီးနေဗျာဒီလိုဟန်ကောင်းတဲ့ဟင်းပွဲတွေကိုဗျာမိတ်ဆွေတို့အရန်ကျွေးနေတာဗျာကဲစားကြပါဦးခင်ဗျာဘစ်မစ်လာဝါလာဘရကတ်တလာမကြော်တုတ်လို့ရတယ်မပါမဖြစ်ပါလိုက်ရမှာဗျကဲဥပုပ်ဖြေလိုက်တဲ့အခါမှာတော့ပါလာတဲ့ဟင်းပွဲတွေအကုန်လုံးအရန်အဆင်ပြေလို့ပြောလို့ရတယ်ဆိုတော့ကယခုဖန်တီးရတဲ့ဟင်းပွဲတွေအကုန်လုံးကအရသာရှိအောင်ဖန်တီးတဲ့နေရာမှာမိန်းနေရာနဲ့ပေါဝင်တဲ့အရာတစ်ခုတော့ရှိတယ်ဗျာ
ခု filing ဆိုတဲ့စက်သားမှုန့်လေးပဲဖြစ်ပါတယ်ဆိုတော့က filing ဆိုတဲ့စက်သားမှုန့်လေးကိုကျွန်တော်ထိုင်းနိုင်ငံမှာထုတ်လုပ်ပြီးတော့ filing နာမည်နဲ့ filing ဆိုင်မှာစတင်ရောင်းချဖြန့်ချိနေပြီပဲဖြစ်ပါတယ်ဆိုတော့ကအထုပ်ရပြဆိုလို့ရှိရင်နှစ်မျိုးခွဲခြားထားတယ်200 gram နဲ့900 gram ပဲခင်ဗျဆိုတော့ကအခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော် shopping mall တွေ city mart တွေတခြား mall တွေမှာအများစုဝယ်ယူလို့ရရှိနိုင်မှာပဲဖြစ်ပါတယ်ကိုယ့်အတော့ကိုအိမ်မှာပဲဖြစ်ဖြစ်ကိုစားတော့ဆိုင်မှာပဲဖြစ်ဖြစ်အရသာရှိတဲ့နှင်းပွဲတွေဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်တော့ယခု file လေးကထုတ်တဲ့ Hala certified ဖြစ်တဲ့စက်သားမှုန့်တော့လုံးဝမေ့လို့တော့မရဘူးခင်ဗျဆိုတော့ကကျွန်တော်တို့ဒီနှစ်ထုတ်တော့အင်ဂျူဝါးလေးပါပါမယ်ခင်ဗျအရသာ t-shirt မေ့လို့နဲ့ file လေးကထုတ်တဲ့စက်သားမှုန့်